အာဆင်နယ်ပြည်သက်တွေအတွက်တော့ဒီနေ့ညဟာတကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ညတစ်ညဖြစ်ခဲ့ပါတယ်။အမှပေးစရာကိုဦးဆောင်နေတဲ့အာဆင်နယ်အသင်းဟာအင်ကွင်း Emirates မှာဖူဟန်ကို3ဂိုးကွန်းရှိနေအပြတ်အသတ်အနိုင်ယူသည့်ချန်ပီယံဆုအတွက်အားကောင်းတဲ့ခြေလှမ်းတစ်လမ်းကိုလှမ်းလိုက်တင်ပါပြီ။ဒီပွဲမှာအာဆင်နယ်တို့ပွဲအစကတည်းကဖူဟန်ကိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ပွဲချိန်20မိနစ်မှာပဲပထမဦးဆုံးဦးဆောင်ဂိုးကိုရရှိခဲ့ပါတယ်။ဘူကာယိုဆာကာရဲ့လှပတဲ့ဖန်တီးပေးမှုကနေတိုက်စစ်မှုဗစ်တာယိုဂရက်စ်ဘယ်ချေနဲ့အနီးခတ်ကန်သွင်းပြီးဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာပါ။ဆက်လက်ပြီးပွဲချိန်40မိနစ်မှာတော့အာဆင်နယ်တို့ဒုတိယဂိုးကိုထပ်မံရရှိခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ပထမဂိုးသွင်းရှင်ယောဂရက်စ်ဖန်တီးပေးမှုကနေဒဏ်ရာကနေပြန်လာတဲ့ဘူကာယိုဆာကာကဘယ်ချေနဲ့လှလှပပကန်သွင်းပြီးအာဆင်နယ်ကို2ဂိုးပြတ်ဦးဆောင်စေခဲ့ပါတယ်။ဆာကာဟာဒီပွဲမှာတကိုးသွင်းတကိုးဖန်တီးပေးပြီးသူ့ရဲ့အရေးပါမှုကိုပြသသွားခဲ့ပါတယ်။ပထမပိုင်းပြီးကနေ45+4မိနစ်မှာတော့အာဆင်နယ်တို့တတိယမြောက်ဂိုးကိုထပ်မံသွင်းယူခဲ့ပါတယ်။လီယန်ဒရိုထရော့ဆာရဲ့လှပတဲ့ဖြတ်တင်ဘောကနေဗစ်တာယိုဂရက်စ်ခေါင်းတိုက်သွင်းယူပြီးသူ့ရဲ့ဒုတိယမြောက်ဂိုးနဲ့အာဆင်နယ်ကိုပထမပိုင်းမှာတင်3ဂိုးပြတ်ဦးဆောင်စေခဲ့ပါတယ်။အာဆင်နယ်ဟာပထမပိုင်းမှာတင်3ဂိုးပြတ်သွားခဲ့တာကြောင့်ဒုတိယပိုင်းမှာတော့လာမက်အက်တလက်တီကိုနဲ့ချန်ပီယံလိဂ်ဒုတိယအကြောက်ပွဲစဉ်အတွက်လူအင်အားချွေထားတဲ့အနေနဲ့အေးအေးဆေးဆေးပဲကစားသွားခဲ့ပါတယ်။ဖူဟန်ဘက်ကတော့အာဆင်နယ်ရဲ့မြန်ဆန်တဲ့တိုက်စစ်ဆင်မှုတွေကိုမထိမ့်မှန်ခဲ့သလိုကွင်းလယ်မှာလည်းအာဆင်နယ်ကိုရင်ဆောင်ဖို့ရုန်းကန်ခဲ့ရပါတယ်။ဒီနိုင်ပွဲကြောင့်အာဆင်နယ်ဟာမန်စီးတီးကို6မှတ်အထိဖြတ်ထားနိုင်ခဲ့ပြီးချန်ပီယံဆုအတွက်အလားအလာအကောင်းဆုံးဖြစ်လာခဲ့ပါပြီ။ဒါ့အပြင်အဓိကကစားသမားတွေဒဏ်ရာကနေပြန်လာတာကလည်းရာသီအဆုံးသက်ပိုင်းအတွက်အင်အားတရဖြစ်စေပါတယ်။ပရိသတ်ကြီးတော့ဒီနေ့ပွဲကအာဆင်နယ်ရဲ့ကစားဟန်ကိုဘလောက်အထိကျေနပ်မှုရှိကြတယ်ဗျာ။လာမယ့်ချန်ပီယံလိပွဲမှာတော့အခုလိုခြေစွမ်းမျိုးဆက်ပြနိုင်မလားကျွန်တော်တို့နဲ့အတူရင်ခုန်စောင့်ကြည့်ကြရအောင်ပါ။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။